ဒီလူတွေအားလုံးရဲ့တူညီတဲ့အချက်ကပါတွေလဲသူတို့အားလုံးဟာအကျိုးတရားမှုရှိတဲ့ program တွေ project တွေကိုစီမံခန့်ခွဲနေရသူဖန်တီးဖို့စူးစမ်းနေကြသူတွေကြီးပါပဲဒါပေမဲ့တစ်ခါတလေ program တွေများလာတဲ့အလျောက်အားလုံးဟာအလုံးမှာဖိအားများလာပါတယ် program တွေ project တွေကများလိုက်တာ idea မရှိတော့ဘူး idea တွေရရှိတယ် plan မရှိဖြစ်နေတာ plan တွေကရှိပြီးအကောင့်ထဲပေါ်အခက်အခဲဖြစ်နေတာ CSO Academy မှာ program စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးခြေခံနားလည်မှုကနေတကယ်အသုံးချနိုင်တဲ့အထိသင်ကြားပေးမယ်သင်ခန်းစာတွေရှိနေပါပြီသင်ခန်းစာတွေကိုလေ့လာတဲ့အခါ pre-assessment post assessment မေးခွန်းတွေကိုဖြေဆိုပြီးမိမိသင်ကြားခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်သလိုသင်ခန်းစာတွေကိုပြီးမြောက်အောင်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးရတဲ့ certificate ကိုပါရရှိမှာဖြစ်ပါတယ်ကဲဒါဆို CSO Academy မှာစာရင်းပေးသွင်းပြီးသင်ခန်းစာတွေကိုအခုပဲလေ့လာလိုက်ရအောင်